မင်္ဂလာပါရှင်အမကဒီနေ့ရိုးရှင်းတဲ့ကြက်ချီတောက်တုပ်လေးကိုတုပ်စားပါမယ်ရှင်ပြောင်းမှုလေးရခွားသီးလေးရမှုတ်လေးရခဲညင်သီးလေးရပါပါမယ်ရှင်ပြီးလို့ဆိုရင်ကြက်တုံမိတ်လေးနဲ့နံပင်လေးနဲ့ပေါ့နော်ဟိုကြက်ချီတောက်လေးကိုကြတော့အမဒီမှာအားလုံးနဲ့ထည့်ပြီးပြုတ်ထားပါတော့ဟုတ်ပြီလားဒါကတော့ကြက်ချီတောက်လေးကိုတေချာပြုတ်ထားပါတယ်ကိုကိုတိုင်းလှုပ်ထားတော့တနက်ရှင်းရှင်းလက်ဆက်ဆက်လေးစားရပါတယ်ပြီးလို့ရှိရင်ပတ်ဝဲမဲ့ sauce လေးတွေကတော့ဒါကတော့ထိုင်းပေါ့နော်ထိုင်းပိဒါကတော့ငရုတ်သီးပေါ့နော်အဆက်ပါပြီးဒါငရုတ်သီးရယ်ပြီးလို့ရှင်ဒါကလည်းဟိုစီဖူးဆော့ပေါ့နော်ဒါလေးနဲ့တုပ်စားပါမယ်ရှင်ပြီးလို့ရှင်လိုရင်ဆိုတော့သမယာသီးလေးထည့်ပါမယ်ငရုတ်သီးလေးထည့်ပါမယ်ရှင်တို့ရုပ်သီးလေးလိုရင်တော့ထည့်ပါမယ်ရှင်ကဲတုပ်ပြီးတော့မှပြန်ပြမယ်နော်ဒါကတော့ရိုးရှင်းတဲ့ကြက်ချီတောက်တုပ်လေးတုပ်မှာပေါ့နော်ကြက်ချီတောက်တုပ်လေးထဲကိုနန်းနန်းပင်လေးထည့်လိုက်မယ်ကြက်တုံမိတ်လေးထည့်လိုက်ပါမယ်ရှင်ခုနကတော့တခုမေးခဲ့လို့တမယာသီးလေးနဲ့ကြက်တုံလေးနဲ့ပေါ့နော်ကြက်တုံလေးလည်းပါပါမယ်တမယာသီးလေးပါပါမယ်ရှင်လို့ရှိရင်အမကဒီပေါ့နော်ဒီရုပ်ဒီရုပ်ထည့်လိုက်ပါမယ်ပြီးလို့ရှိရင်ငပိလေးလေးနဲ့တုံးပါမယ်ဒါတော့ငပိပေါ့နော်ထိုင်းငပိလေးနဲ့တုံးမယ်ပြီးလို့ရှိရင်ဒီအစိမ်းရောင်ချီလီဆော့လေးကိုနည်းထည့်ပါမယ်ပြီးလို့ရှိရင်အမဘာသုံးလဲဆိုတော့ဒီကြက်သားပေါ့နော်ပြုတ်ထားတဲ့အရင်လေးကိုနည်းယူလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်နေပါမယ်ပေါ့နော်အချင်းကလုံမပေါ့နော်ခရမ်းရင်ဟိုကထက်ထည့်မယ်ပေါ့နော်ဒီကိုနေပါမယ်ရှင်ပါရှင်ရမယ်နော်နေလိုက်ပါဦးမယ်ရှင်ရန်ကောင်းတဲ့အတုပ်ကြီးရတော့ share ပါပဲဒါဆိုင်မှာတော့ဆိုင်တော့အရန်စီးကြီးရပေါ့နော်ကိုကကြက်တုံမိတ်တို့ဒီနန်းနန်းပင်တို့များကြိုင်များထည့်နော်များထည့်လိုက်အများရတာလေးရှိအောင်ပေါ့နော်အချင်းလေးလိုပေါ့နော်အချင်းလေးနည်းနည်းညှစ်ထည့်ပါမယ်အချင်းလေးနည်းနည်းလိုပဲပေါ့နော်အချင်းလေးနည်းနည်းညှစ်ထည့်လိုက်ဒီလိုရှင်ပြန်ပြီးနေပါမယ်ရှင်အရန်ကောင်းတဲ့ချက်ချီတော့ပြောင်းမှုတုံးလေးရပါပြီရှင်အားကြပါဦးရှင်အခုခါတော့အရန်ကောင်းတဲ့ကြက်ချီတောင်တုံးလေးရပါပြီရှင်စားကြပါဦးရှင်ကိုယ်တိုင်တော့ကိုယ်တိုင်စားအစီအစဉ်လေးပါရှင်စားကြပါဦးအလုံးကြွေးပါနဲ့နော်ကျေးဇူးတင်ပါတယ်ရှင်